လုပ်ငန်းခွင်ရဲ့ shop flow management ဆိုတာကဘယ်သူတွေကို manage လုပ်တာပါလဲအားလုံးပဲမင်္ဂလာပါ K Treasury Hub မှာပြန်လည်ကြိုဆိုလိုက်ပါတယ်ရှင် shop flow လို့ပြောလိုက်လို့ရှိရင်နားလည်ရအလွယ်ကူဆုံးအရိုးရှင်းဆုံးကတော့ကိုယ်တွေလုပ်ငန်းခွင်မှာထိန်းချုပ်ရမယ့်အလုပ်တွေအကုန်လုံးကိုဆိုလို့ချင်တာပါဘာတွေကိုလဲဆိုတော့ဥပမာပထမဆုံးနံပါတ်1တစ်ခုအနေနဲ့ managing work where it happen ပြောချင်တာကတကယ်အလုပ်လုပ်နေရတဲ့လုပ်ငန်းခွင်ကိုခေါင်းပေါ်စာစီမံခန့်ခွဲခြင်းနောက်တစ်ခုကတော့ seeing problems early တကယ်မဖြစ်လာနိုင်သေးတဲ့ဖြစ်လာနိုင်တဲ့ပြဿနာတွေကိုကြိုတင်ခန့်မှန်းခြင်းတတိယတစ်ချက်ကတော့ monitoring daily not monthly ပြောချင်တာကတော့နေ့တိုင်း edit လုပ်နေတာmonthly monitoring လုပ်နေတာမဟုတ်ပါဘူး။ဒါဆိုရင်အလွယ်ကူစိုးရှင်းဆုံးဥပမာလေးတစ်ခုနဲ့ကျွန်မရှင်းပြပါမယ်။ကျွန်မကစပင်းညက်ဆိုင်တစ်ဆိုင် beauty salon တစ်ခုဖွင့်ထားတယ်ဆိုပါစို့။ဒါဆိုလို့ရှိရင်ကိုယ့်ရဲ့စပင်းညက်ဆိုင်ကိုလာအားပေးတဲ့ customer တွေအဆင်ပြေအောင်စောင့်ဆိုင်မှုတက်တာအောင်စိတ်တိုင်းကြဖြစ်နေရအောင်လို့ဝန်ဆောင်မှုပေးဖို့ဆိုတာကကျွန်မတို့လုပ်ငန်းမှာနေ့စဉ်ကြုံတွေ့နေရတယ်ဒါလုပ်ငန်းခွင်မှာရှိတဲ့အခြေအနေတစ်ခုပေါ့နော်။အဲ့ဒီလုပ်ငန်းခွင်ထဲမှာပဲကိုယ့်ရဲ့ဝန်ထမ်းဒါမှမဟုတ်ကိုယ့်ရဲ့ဆိုင်မန်နေဂျာဒါမှမဟုတ်ကိုယ့်ရဲ့လုပ်ငန်းထဲမှာတုံးတဲ့အတုံးအဆောင်ပစ္စည်းတစ်ခုခုကြောင့်ကိုယ့်ရဲ့ customer စိတ်အနှောက်အယှက်ဖြစ်ရတဲ့အခါမျိုးတွေဆိုတာလည်းရှိတတ်ပါတယ်။အဲ့လိုဖြစ်ရတဲ့အခါမျိုးမှာကိုယ့်ရဲ့လက်အောက်ငယ်သားကိုယ့်ရဲ့ဝန်ထမ်းကိုယ့်ရဲ့ဆိုင်မှာအလုပ်လုပ်နေတဲ့ဆိုင်မန်နေဂျာကအမြဲတမ်းအလိုလိုဆိုင်ရှင်ကိုပဲအမြဲတမ်း complain လာတက်နေမယ်ဆိုရင်ဒီဆိုင်ရှင်အနေနဲ့အခြားလုပ်ကိုမလုပ်နဲ့တော့ဒီလုပ်ကိုပဲကိုကဖြည့်ရှင်းနေရတော့မှာဒါဆိုရင်အဲ့လိုမျိုးမဖြစ်ဘဲနဲ့သက်ဆိုင်ရာဆိုင်မန်နေဂျာဖြစ်စေတက်ဆိုင်ရာစူပါဖြစ်စေသူ့ဘာသာသူအလင်းတင့်တယ်လို့မျိုးစုံဖြတ်စီမံခန့်ခွဲနိုင်မှုဖြည့်ရှင်းနိုင်မှုအတွက်ဒီအလုပ်သမားတွေဒီဝန်ထမ်းတွေကိုယ့်ရဲ့အလုပ်ခွင်ကိုစဝင်ကြတဲ့က training ပေးခြင်းအဖြစ်နဲ့ကိုယ့်ရဲ့ shop flow ကိုအကောင်းဆုံးဖြစ်အောင်လို့ကိုကကြိုတင်ကာကွယ်နိုင်တဲ့အဆင့်တွေရှိပါတယ်ဒီလိုအကြောင်းအရာတွေစီမံခန့်ခွဲမှုတွေဆိုတာကဘဏ္ဍာရေးရှင်းနှံကိုရီသိချင်နေတဲ့ profit and loss တွေ balance sheet လိုမျိုးတစ်နှစ်တစ်ခါတစ်လတစ်ခါသုံးလတစ်ခါထွက်တာမျိုးမဟုတ်ပါဘူးဒီလိုစီမံခန့်ခွဲမှုတွေဆိုတာနေ့စဉ်နဲ့အမျှအချိန်မရွေးအချိန်နာရီမရွေး hourly လောက်ကိုကျမတို့ကကြုံတွေ့နေရတာပါဒါကြောင့်မလို့နေ့စဉ်ကြုံတွေ့နေရတာဖြစ်တဲ့အတွက်လုပ်ငန်းပိုင်ရှင်မှာရောအလုပ်သမားတွေမှာပါနေ့စဉ် control လုပ်နေဖို့အတွက်လိုအပ်ပါတယ်အဲ့လိုအကြောင်းအရာလေးတွေက shop flow management တွေမှာပါဝင်နေတာဖြစ်တဲ့အတွက်ဒါတွေကိုဘယ်လိုမျိုး management လုပ်မလဲဆိုတာကိုကျမတို့ကဆက်လက်ပြီးတော့ကျမနောက်ပိုင်းမှာညှဝေပေးသွားမှာဖြစ်ပါတယ်အခုဗီဒီယိုကတော့ဒီလောက်ပါပဲရှင်ကျေးဇူးများကြီးတင်ပါတယ်ရှင်